ဒါတော့နက်ခါငါမှာပိတ်မိနေတဲ့တက်သားတွေစစ်တီတွေတက်သားတွေအကုန်လုံးဒီမှာဒုက္ခရောက်နေကြအမပြောချင်တာပြောအမမီဒီယာလိုင်းမပြောဘယ်ရတာပြောမိသားစုနဲ့ပြောကုန်ပြောအားရပြောငါတို့ဘာတွေပြောတာနော်ပြောပါကိုယ့်ကိုအဲ့ဒါပြောမီဒီယာဟုတ်လားမီဒီယာလားပြောကြရရှိပြောကုန်ပြောဒီမှာကျွန်တော်ပြောပြမယ်တို့ဒီမှာနားခါငါမှာအခုကျွန်တော်တို့ပိတ်မိတာ8လပိုင်း4ရက်နေ့တည်းစပိတ်မိတာအခုကျွန်တော်တို့17လပိုင်း10ရက်နေ့ဖြစ်သွားပြီ9လပိုင်း10လပိုင်း17လပိုင်း3လဖြစ်သွားပြီအဲ့ဒါတိုက်ပွဲအပြင်းတယ်အခုချိန်ကြီးကျွန်တော်တို့ဘယ်သူမှကယ်ထုတ်မဲ့အစီအစဉ်လည်းမရှိဘူးအခုချိန်ကြီးပဲကျွန်တော်တို့ဆွဲထုတ်မဲ့လူတွေရှိကျွန်တော်တို့လုံးဝကျွန်တော်တို့တက်ကလောဆယ်အခုဖြစ်နေတဲ့ပုံစံတစ်တက်လုံးကြာပါပြီကျွန်တော်တို့ဒီဂရုတွေပဲကျန်တော့ဒီဂရုတွေပဲကျန်တာတော့ကြောင့်မို့ကျွန်တော်တို့အခုချိန်ကြီးဘာမှမလုပ်ဘူးကျွန်တော်တို့တော့တီးပြီးတော့လုံးသိချင်နော်အဲ့ဒါလေးကိုအကိုမီဒီယာတွေကိုတစ်ခုတစ်စင်ကိုတို့မီဒီယာလူကနေတစ်စင်လုပ်ပြီးတော့ဒီမှာကျွန်တော်ဒုက္ခရောက်တဲ့တစ်ဖွဲ့ကြီးအများကြီးပဲရဲတွေစစ်သားတွေကြီးဒီမှာတော့ဝင်လို့ကြက်ပြီးပါအဲ့လိုအားလုံးပဲတောင်းဆိုတယ်ဒီဘက်မှာဒီအကုန်လုံးကပိတ်နေပြီဟမ်ဒီမှာတော့ဝင်နေအကုန်လုံးပိတ်နေပြီဘဲမှာထွက်လို့လည်းမရပါဘူးလို့ဒီမှာဘဲမှာလည်းထွက်လို့မရဘူးဘဲမှာသွားလို့မရတော့ဘူးအကုန်လုံးပိတ်နေပြီဒီမှာအကုန်လုံးဒုက္ခရောက်နေပြီနော်ရှူတို့တွေပေးပါအားလုံးဒီမှာစစ်တီတွေရောအကုန်လုံးတက်ဖွဲ့ဝင်နေဒီများလေးမှာစားဖို့တောက်ဖို့လည်းဘာမှမရှိဘူးအကုန်လုံးဒီထဲမှာပိတ်မိနေပြီ15တက်မှမူကအလူယုံသွားပြီကျွန်တော်အောက်ကျတက်ဖွဲ့ဝင်မဲ့ကြံခဲ့ဒါလက်ရှိနောက်မောင်တော်နာကငါမှာအခုဖြစ်နေတာပါဘဲမှာထွက်လို့လည်းမရတော့ဘူးလူကြီးတွေလည်းသိသိချင်းပါဒီချင်းတွေကိုဒီချင်းတွေအကုန်လုံးသိသိချင်းပါဒီမှာအကုန်လုံးဒုက္ခရောက်နေပြီဘာမှမစားမတောင်းနဲ့အကုန်လုံးဒီမှာခဲရနေရမရှိတော့ဘူးအကုန်လုံးဒုက္ခလည်းရောက်နေပြီဒီမှာဘဲမှာထွက်လို့မရတော့ဒီနားလေးမှာပဲအကုန်ဒဏ်ရာရတဲ့စစ်တီတွေအကုန်လုံးအများကြီးပဲပါနေရာလေးမှာထိုင်နေကြပါဒါတော့နက်ခါငါမှာပိတ်မိနေတဲ့တက်သားတွေစစ်တီတွေတက်သားတွေအကုန်လုံးဒီမှာဒုက္ခရောက်နေကြအမပြောချင်တာပြောအမမီဒီယာလိုင်းမပြောဘယ်ရတာပြောမိသားစုနဲ့ပြောကုန်ပြောအားရပြောငါတို့ဘာတွေပြောတာနော်ပြောပါကိုယ့်ကိုအဲ့ဒါပြောမီဒီယာဟုတ်လားမီဒီယာလားပြောကြရရှိပြောကုန်ပြောဒီမှာကျွန်တော်ပြောပြမယ်တို့ဒီမှာနားခါငါမှာအခုကျွန်တော်တို့ပိတ်မိတာ8လပိုင်း4ရက်နေ့တည်းစပိတ်မိတာအခုကျွန်တော်တို့17လပိုင်း10ရက်နေ့ဖြစ်သွားပြီ9လပိုင်း10လပိုင်း17လပိုင်း3လဖြစ်သွားပြီအဲ့ဒါတိုက်ပွဲအပြင်းတယ်အခုချိန်ကြီးကျွန်တော်တို့ဘယ်သူမှကယ်ထုတ်မဲ့အစီအစဉ်လည်းမရှိဘူးအခုချိန်ကြီးပဲကျွန်တော်တို့ဆွဲထုတ်မဲ့လူတွေရှိကျွန်တော်အခုလုံးဝကျွန်တော်တက်ကလောဆယ်အခုဖြစ်နေတဲ့ပုံစံတစ်တက်လုံးကြာပါပြီကျွန်တော်တို့ဒီဂရုတွေပဲကျန်တော့ဒီဂရုတွေပဲကျန်တာတော့ကြောင့်မို့ကျွန်တော်ခုချိန်ကြီးဘာမှမလုပ်ဘူးကျွန်တော်တို့တော့တီးပြီးတော့လုံးသိချင်နော်အဲ့ဒါလေးကိုအကိုမီဒီယာတွေကိုတစ်ခုတစ်စင်ကိုတို့မီဒီယာလူကနေတစ်စင်လုပ်ပြီးတော့ဒီမှာကျွန်တော်ဒုက္ခရောက်တဲ့တစ်ဖွဲ့ကြီးအများကြီးပဲရဲတွေစစ်သားတွေကြီးဒီမှာတော့ဝင်လို့ကြက်ပြီးပါအဲ့လိုအားလုံးပဲတောင်းဆိုတယ်ဒီဘက်မှာဒီအကုန်လုံးကပိတ်နေပြီဟမ်ဒီမှာတော့ဝင်နေအကုန်လုံးပိတ်နေပြီဘဲမှာထွက်လို့လည်းမရပါဘူးလို့ဒီမှာဘဲမှာလည်းထွက်လို့မရဘူးဘဲမှာသွားလို့မရတော့ဘူးအကုန်လုံးကပိတ်နေပြီဒီမှာအကုန်လုံးဒုက္ခရောက်နေပြီ
နော် ရှူတော်တွေပေးပါဟာ အားလုံးပဲဒီမှာစစ်တီတွေရောအကုန်လုံးတက်ဖွဲ့ဝင်နေဒီညာလေးမှာစားဖို့တောက်ဖို့လည်းဘာမှမရှိဘူး ရေးနေပြီးတော့ အကုန်လုံးဒီထဲမှာပိတ်မိနေပြီ15တက်မှမူကအလူယုံသွားပြီကျွန်တော်အောက်ကျတက်ဖွဲ့ဝင်မဲ့ကြံခဲ့ဒါလက်ရှိနောက်မောင်တော်နာကငါမှာအခုဖြစ်နေတာပါဘဲမှာထွက်လို့လည်းမရတော့ဘူးလူကြီးတွေလည်းသိသိချင်းမှာဒီချင်းတွေကိုဒီချင်းတွေအကုန်လုံးသိသိချင်းမှာဒီမှာအကုန်လုံးဒုက္ခရောက်နေပြီဘာမှမစားမတောင်းနဲ့အကုန်လုံးဒီမှာခဲရနေရမရှိတော့ဘူးအကုန်လုံးဒုက္ခလည်းရောက်နေပြီဒီမှာဘဲမှာထွက်လို့မရတော့ဒီနားလေးမှာပဲအကုန်ဒဏ်ရာရတဲ့စစ်တီတွေအကုန်လုံးအများကြီးပဲပါ哇，这个压力可太厉害了。